ဒီနေ့အိမ်မှာငါဖမ်းနေတာပါငါတော့ညနေပေါ့နော်50သားကောင်40သားကောင်တွေနည်းနည်းဆက်နေတယ်ပေါ့နော်ငါအတန်တော့မကြောက်အကြီးပဲခုနတပြန်သွားလိုက်တာဒါတော့ကျွန်တော်တို့အဟင်းဟိုပေါ့နော်ဒီကိုအိမ်အတွက်ပဲပေါ့နော်ဒီစားဟိုဟင်းစားလေးပဲလောက်တာပေါ့နော်လွတ်ထားတာပေါ့နော်အများကြီးမမွေးဘူးပေါ့နော်စီးပွားပြမမွေးဘူးပေါ့နော်မကောင်းပါရင်မရအောင်ကြည်သားပဲအကောင်ကြည်မလေးဒါကြီးခဏလေးအဲ့ကောင်ကလည်းအဲ့ကောင်မနေတယ်ဒီကောင်ကြီးတယ်ဘယ်တော့မှအော်ရပါရဲ့ကြည်သားပဲကောင်ကြီးကိုအရင်ကြီးကိုမရသေးတာအမေမလေးတော့မအောင်ဒီအကောင်ကြီးဟိုကောင်ကြီးတစ်ကောင်ရိုက်လိုက်မလေးအော်အေးလက်စမလေးခုနကလွတ်ရအောင်အဲ့ဒီကောင်ကြီးတစ်ကောင်ထပ်ပြန်ဖမ်းမယ်အကောင်ကြီးမရသေးတဲ့အတွက်အကောင်မကြီးမဟုတ်နေရတော့3ပိတ်တာကောင်ကြီးရတယ်ပေါ့နော်ခုနဲ့3ပိတ်တာကောင်ကြီးစူးနာမဆက်လို့ကောင်းအေး3ပိတ်တာကောင်ကြီးစားလို့ကောင်းတာမှစူးတော့လေဟောအေးမလေးလက်ရှောင်းမယ်ရတယ်အကောင်တိတာတယ်အမေပစင်းတော့နိုင်မယ်သူတို့ဘာသူတို့စင်းမလို့ဆိုတော့တို့ရောက်ကြနေရှင်အမေငါတန်းပါလေအော်အမေချိန်ချက်မြန်တောင်းတာမကြီးဒါကကျွန်မလွတ်ထားတဲ့ငါးတွေပေါ့နော်ဒါအမေရမှာငါးရောက်တဲ့ဟာတွေအပိုင်သိမ်းနေဒါကျွန်မဟိုဒါငါးတွေပေါ့နော်ဒါကျွန်မပတ်စံနေမဒါတော့ငါတန်းကြီးတစ်ကောင်ရတယ်ပေါ့နော်ချိန်ပြကြမယ်လောက်တာလဲဒါတပိတ်တာဆွဲချင်မရဘူးပေါ့ရှိပါဘူးဘုတ်ဆောင်မရဲ့တပိတ်တာ40ပဲရှင်တပိတ်တာ45ချက်သားပဲရှင်မအော်တော်ငင်းဟာဟဲ့ဟုတ်ပါဟဲ့တပိတ်တာနဲ့40ပဲရှင်ဟိုတပိတ်တာ40ပါဟာစီမောင်းပါဒါလေးပါလေတခါမှကိုကလည်းဒါပဲရတယ်မရှိတဲ့အခါမရှိအမေကပြောတော်ပြီးတာပြောတာလည်းမရှိဘူးကိုကျတော့ဒီကတော့ကိုကြီးကိုလှမ်းပြီးခေါ်သေးတယ်တန်း